ထိုင်ရာကနေထားလိုက်ရင်ပဲဖြစ်ဖြစ်အိယာကနေထားလိုက်လို့ရှိရင်ပဲဖြစ်ဖြစ်ကဘာကြီးချချလဲအောင်မူးသွားပြီးတော့အန်ဂျင်စိတ်ပါပေါက်ဖူးပါသလားဒါဟာရိုးရိုးအမိုးတင်မဟုတ်ပဲနဲ့အတွင်းသားပြဿနာကြောင့်ဖြစ်တဲ့ဗတိုင်ကိုလို့ခေါ်တဲ့အမိုးယောဂဖြစ်နိုင်ပါတယ်ဗတိုင်ကိုဆိုတာကကြတော့ခန္ဓာကိုယ်ရဲ့ဟန်ချက်ကိုထိမ့်ပြီးတဲ့နားအတွင်းပိုင်းတွေကတလင်းကြောက်လေးတွေနေရာလွဲတာကြောင့်ဖြစ်နိုင်ပါတယ်ဒါအပြင်နားရဲ့ပိုးဝင်တာသို့မဟုတ်သွေးတိုးစီးကြိုးစားတဲ့နောက်ခံယောဂတွေကြောင့်လည်းဖြစ်နိုင်ပါတယ်အဲဒါဆိုရင်ဒီဗတိုင်ကိုဖြစ်လို့ရှိရင်ဘာဆေးတွေတောက်တွေရှိတယ်လဲဆိုတာကိုပြောပြပေးပါမယ်နံပါတ်1ကကြတော့ antihistamine လို့ခေါ်တဲ့ဆေးတွေပါဥပမာ diamond hydrogenate တို့ meclizine တို့ကကြတော့အတွင်းသားရဲ့မူးဝေတဲ့လှုံ့ဆော်မှုကိုတက်တာစေပါတယ်ဘေးထွက်ဆိုးကျိုးအနေနဲ့တော့အင်္ဂိုက်တက်ပါတယ်နံပါတ်2ကကြတော့ beta histine လို့ခေါ်တဲ့ဆေးတွေပါဒီဆေးတွေကကြတော့အတွင်းသားရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီးတော့ဟန်ချက်ပြတ်တာကိုပြန်လဲထိန်းညှိပေးပါတယ်နံပါတ်3ကကြတော့ calcium channel blocker လို့ခေါ်တဲ့ဒီ flunarizine လို့ဆေးမျိုးတွေကကြတော့ခေါင်းမူတာနဲ့အတူခေါင်းကိုက်တာမျိုးတွေပါတွဲပြီးဖြစ်လို့ရှိရင်ဆရာဝန်တွေကညွှန်ပေးလေးရှိပါတယ်ဒါပေမဲ့ဒီဆေးတွေကကြတော့ယောဂလက္ခဏာကိုခိတ္တတက်တာစေပြီးတော့အမှုဖြစ်စေတဲ့ယောဂအရင်အမြစ်ကိုတက်တာစေဖို့အတွက်ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့မှတောက်တင်ပါတယ်မိမိသဘောနဲ့မိမိဆေးဆိုင်မှာဝယ်တောက်တာမျိုးလုံးဝမပြုလုပ်သင့်ပါဘူးအထူးသဖြင့်ကိုဝင်ဆောင်တွေတခြားနောက်ခံယောဂအခန့်ရှိတဲ့သူတွေဆိုရင်ပို့ပြီးတော့တတိထားပေးရပါမယ်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲကြမ်းပါကြပါစေ